အားလုံးပဲမင်္ဂလာပါပဲကျွန်တော်ရဲ့ကိုကျော်သူရ YouTube Channel အသေးလေးကနေကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုရီမားတွေအားလုံးကိုမင်္ဂလာပါလို့ဥစားနှုတ်ဆက်ရင်ကျွန်တော်ရဲ့ live show လေးကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကြအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ကျွန်တော်ရဲ့ကိုရီမားတွေအားလုံးပဲနေလေးပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့အခုဗီဒီယိုကကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုရီမားတွေအတွက်ကိုနော်22မှ3ရက်နေ့ဒိုင်လာနေ့ရဲ့ဒါအဖွင့်နေ့ရဲ့မနက်စီအတွက်ကိုလာရောက်ပြီးတော့မျှဝေပေးတဲ့ live show ဗီဒီယိုပိုင်းလေးဖြစ်ပါတယ်။အားလုံးကဝင်လာပြီဆိုရင် comment လေးမှာမင်္ဂလာပါလို့မှန်ပြီးတော့ဝင်လာပေးခဲ့ပါဦးနော်။ဒါကျွန်တော်ပေးနေရဆိုင်မှုရကျွန်တော်ရဲ့ကိုမားကြီးဒါနေကုန်းနေမှာဒီနောက်တော့မစီမီနဲ့အစီမီအောင်ကြိုးစားပြီးသွားမယ်ဒါတော့ကြတဲ့နေ့ရဲ့ဒါပွဲတဲ့ညနေမှာတော့ဒါအစီမပြေခဲ့ဘူးမနေ့ကမှကျွန်တော်တို့ကမှ30ဆိုတဲ့ကဏ္ဍနဲ့အစီမပြေခဲ့တယ်ညနေစီမှာကျွန်တော်တို့ပေးထားခဲ့တာက6ဝန်းချင်းကို2လေးနဲ့အပြီးရိုက်ခဲ့တော့လဲတီးရတယ်ကျွန်တော်တို့ကပါတယ်6လေးဒါပါဝါနဲ့ပိတ်ခဲ့တယ်အဖွင့်ပါဝါအပိတ်ပါဝါကျွန်တော်တို့ကမှဒါဒီအပတ်မှာတော့ဒါပြီးသွားပြီပေါ့ဗျာဒါကျွန်တော်ပေးထားခဲ့တာကကျွန်တော်တို့ကမှဒါအစီမပြေခဲ့ဘူးပေါ့ဗျာကျွန်တော်တို့က9 9လို့ပါအောင်ဆိုတော့ကျွန်တော်တို့ကမှအစီမပြေခဲ့လိမ့်မယ်ဒါပေမဲ့ထွက်သွားတဲ့ကဏ္ဍကအကူရင်းမတွေအလုံးပဲเนาะဒါ6လေးပါဝါနဲ့ကျွန်တော်တို့ကမှပြီးသွားခဲ့ပြီဒါဒီเนาะအခုဗီဒီယိုဖိုင်လေးကကျွန်တော်တို့လာချင်းမေးဆိုရကိုရီမားရဲ့အတွက်ကိုเนาะဒါတင်းလာနေရဲ့အဖွင့်လေးမနက်လေးအတွက်ကိုလာရောက်ပြီးတော့မျှဝေပြီးတဲ့live show လေးပဲဖြစ်ပါတယ်ဒီဘက်မှာကကျွန်တော်ရဲ့ကိုရီမားရဲ့ဒါအဆင်ပြေခဲ့တယ်ဒါရင်တစ်ဘက်ကကျန်ခဲ့တဲ့ဘက်မှာကျွန်တော်တို့ကအဆင်ပြေခဲ့တယ်အဖွင့်လေးရဲ့မနက်မှာ60တက်ဆိုတဲ့ကဏ္ဍကိုဒါ main quad နဲ့အဆင်ပြေခဲ့တယ်အရင်တစ်ဘက်ကเนาะအဆင်ပြေခဲ့ဒါပြင်ကိုမှာကျွန်တော်ရဲ့ချင်းမေးဆိုရကိုရီမားတွေအားလုံးပဲအင်္ဂါနေ့ရဲ့မနက်မှာပတ်တီအင်္ဂါနေ့နေ့မှာ85ဆိုတဲ့ကဏ္ဍကိုအဖွဲ့ဝင်နေတိုက် main quad အဆင်ပြေခဲ့တယ်အဖွဲ့ဝင်တွေကကျွန်တော်တို့ပေးထားခဲ့တဲ့ဇာရိုပတ်တီ3ရက်အတွင်းမှာ3ရက်တွင်မှလာမယ်အင်္ဂါမကျော်မှလာမယ်ဆိုတဲ့စိုက်မှုရပါကျွန်တော်ပေးထားခဲ့တဲ့ဇာရိုပတ်တီတစ်ပတ်တီဟာဆိုရင်အဖွင့်နေ့ရဲ့မနက်မှာ60တက်ဆိုတဲ့ကဏ္ဍနဲ့အဆင်ပြေခဲ့တယ်ဒါပြင်ကိုမှကျွန်တော်တို့ပေးထားခဲ့တဲ့ဇာရိုပတ်တီဟာအဖွင့်နေ့မနက်မှာကြောက်ပါဖြစ်တဲ့အတွက်ဒါကျွန်တော်ရဲ့ကိုယ်မားတွေကအမျက်ကြံတာနဲသွားမယ်ဒါကြောင့်မို့ကျွန်တော်ထပ်ပြီးတော့ပေးခဲ့တယ်အင်္ဂါဗုဒ္ဓဦး2ရက်အတွင်းမှာလက်ဆောင်ပတ်တီထပ်ပြီးတော့ထုတ်ပေးခဲ့တယ်လက်ဆောင်ပတ်တီ share ဟာဆိုရင်လေအင်္ဂါနေ့မှာ10ပတ်တီနဲ့အတူ85ဆိုတဲ့အထူး main ရွေးကွက်3ကွက်တည်းတစ်ကွက်နဲ့ကျွန်တော်ရဲ့ဖွဲ့ဝင်သမားတွေအဆင်ပြေခဲ့တယ်เนาะဒါဒီဘက်မှာလည်းဒါကျွန်တော်ရဲ့ကိုယ်မှာထပ်မှတ်ပြီးတော့ဆင်ပြီးအောင်ကျွန်တော်ရဲ့ဖွဲ့ဝင်သမားတွေလုပ်ပေးသွားအောင်မယ်เนาะဒါပြင်ကိုမှကျွန်တော်ရဲ့ဖွဲ့ဝင်သမားတွေကမပြီးသေးဘူးเนาะဒါရှေးဘက်တော့ဂျိုဝင်တဲ့အကူဒီမားတွေအားလုံးပဲကျလာရီတောက်ကြ2ရက်အတွင်းမှာလာအိုလာမယ်ဆိုတဲ့ formula ပတ်တီလာအိုလာမယ်ဆိုတဲ့ formula ပတ်တီเนาะအကူဒီမားတွေဘာပတ်တီလဲကျွန်တော်ရဲ့ကိုယ်မှာကျွန်တော်ပေးထားခဲ့တာ3ညပတ်တီပေးထားခဲ့တာတင်းတော့ကြနေရတာမနက်မှာ30ဆိုတဲ့ကဏ္ဍနဲ့အထူး main အောက်ကွက်အထူးရွေးကွက်နဲ့ပါအဆင်ပြေခဲ့တယ်လက်ဆောင်ပတ်တီလက်ဆောင် main ကနဲ့အကွေးမှာထပ်မှတ်ပြီးတော့အဆင်ပြေခဲ့တယ်เนาะဒီတစ်ပတ်ကကျွန်တော်ဖွဲ့သမားကြီးလည်းအဆင်ပြေခဲ့သလိုအဲ့သမားကြီးလည်းအဆင်ပြေခဲ့တယ်30ဆိုတဲ့ကဏ္ဍမှာနေတဲ့သမားကြီးလည်းမိခဲ့တယ်အဖွဲ့သမားကြီးလည်းပြီးအဖွဲ့ဝင်သမားကြီးလည်းမိခဲ့တယ်เนาะဒါအခုဗီဒီယိုပိုင်းလေးကလည်းတင်လာနေရတာမနက်ဈေးအတွက်ကိုလာရောက်ပြီးတော့မျှဝေပေးတာမနက်ဈေးမှာအဆင်ပြေခဲ့တော့ရှိရင်တောင်းမှာကျွန်တော်ရဲ့အမျိုးတွေအားလုံးကိုเนาะညနေစီမှာအဆင်ပြေအောင်ကြိုးစားပေးရမယ်နေကုန်တစ်ချိန်မှာတော့ကျွန်တော်မိအောင်အကောင့်လုံးလေးကြိုးစားပြသွားမယ်လို့ကျွန်တော်ဘက်ကတော့ဒါယုံကြည်တယ်ဒါကျွန်တော်ရဲ့ဒါ channel လေးကိုလည်းအရင်ထဲကစောင့်မျှော်ပြီးတော့အားပေးနေတဲ့ဒါလူဟောင်းလေးတွေကဒါကျွန်တော်ကိုအခုမှမြင်မှုတဲ့တွေ့ဘူးတဲ့ဆိုရင်လူသစ်မိတ်ဆွေအကိုရီမားတွေရောဝင်လာပြီဆိုရင် comment လေးမှာတော့မင်္ဂလာပါလို့ဒါမင်္ဂလာရှိတောင်းလို့မှန်ပေးပါအမှန်တကယ်အားပေးပါတယ်ဆိုတဲ့အမျိုးတွေကလက်မလေးတွေနှိပ်ပြီးတော့အားပေးဝင်းရံခဲ့ပေးပါနော်ကြအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ကျွန်တော်ရဲ့အမျိုးတွေအားလုံးပဲနေလေးပဲဖြစ်ပါသေးဗျကဲစတဲ့မျိုးလိုက်မှာပြောသားပေးမယ်တင်လာနေရဲ့အဖွင့်နေ့မနက်မှာအဓိကထားပြီးစောတင်တဲ့ဝမ်းချင်းဒီကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုရီမားဒီအားလုံးပဲเนาะ9-5ဝမ်းချင်းเนาะ9-5ဝမ်းချင်းမှာ9ပိုင်5ပိုင်4ပဲဖြစ်ပါတယ်9-5ဝမ်းချင်းမှာကဲ9နဲ့ပတ်သက်လို့မပတ်နိုင်ဘူး9နဲ့ပတ်သက်လို့မပတ်နိုင်ဘူးဆိုတော့ကိုရီမားတွေကဲ main ကွက်ကိုရွေးချယ်ပြီးသွားမယ်เนาะ live ပြီးကျွန်တော်ရဲ့ကိုမှာမှတ်ပေးပါ9နဲ့ပတ်သက်ပြီးတော့ main ဒီ93ရယ်95ရယ်96ရယ်69ရယ်ပါ93 95 96 69ပါကဲ9နဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အမျိုးတွေအောင်မယ် main or တင်ကွက်တီတာ50ရယ်53ရယ်59ရယ်58ကဲပဲဖြစ်ပါတယ်ကဲတော့ကျွန်တော်ရဲ့ကိုမှမှတ်ပေးပါအပန်းမကြည့်ဘူးဆိုတဲ့အမျိုးတွေက comment လေးမှာမှတ်ပေးပါအမှန်တကယ်အားပေးရင်လက်မလေးနှိပ်ခဲ့မယ်ကျွန်တော်ရဲ့ဒါ channel အသစ်ကိုလည်းဒါအမြဲတမ်းအားပေးမယ်ဆိုတဲ့အမျိုးတွေကအမြဲတမ်းမြင်တွေ့နေတယ်ဆိုတဲ့ကိုရီမားတွေကျွန်တော်ရဲ့ဒါ channel အသစ်ကို subscribe နှိပ်ခဲ့ပါ9နဲ့ပတ်သက်ရင် main ကွက်တီတာ50 53 5958ပါเนาะကဲကျွန်တော်ရဲ့ကိုရီမား live ပြီးမှတ်ပေးပါအပန်းမကြည့်ရင် comment လေးမှာမှတ်ပေးပါ50ရယ်53ရယ်59ရယ်58ကဒီဒါ9နဲ့ပတ်သက်ပြီးတော့ main မနက်စီမှာမ okay ခဲ့ရင်တော့မညနေစီမှာ okay ရောကျွန်တော်ရဲ့ကိုမှာစူးစမ်းပြီးသွားမယ်အားလုံးပဲเนาะကျွန်တော်ရဲ့ကိုမှာကျွန်တော်ရဲ့အကြောင်းသိပါတယ်ဒါကဲ share ခွေပြောသားပေးမယ် share ခွေကျွန်တော်ရဲ့ကိုမှာ share ခွေမှာကစားမယ်ဆိုတဲ့ကိုမှာတွေ share ခွေဒီဒါ3ည34 3လုံးပြီးပေါ့အခွေเนาะ3ည34ဒီ3ည34ဒီ3လုံးပြီးပေါ့အခွေအထူး main on နှစ်ခုကိုပြောသားပေးမယ်เนาะကဲအထူး main on နှစ်ခုကိုပြောသေးခင်မှာเนาะကျွန်တော်ရဲ့ကိုမှာဒါအဖုံးဝင်ခေါ်ရင်ပြောသားအောင်ဆိုတဲ့လူသစ်မိတ်ဆွေတွေကအဖုံးမဝင်ရသေးပါဘူးမိနေလို့ပါဆိုတဲ့လူဟောင်းမိတ်ဆွေတွေရော
အဖုံးလည်းရပါပြီเนาะဒါဒီဘက်မှာကျွန်တော်ပေးထားတဲ့ဇာလိုပတ်တီးရတယ်ဒါအဖွင့်ရဲ့မနက်မှာ okay တယ်ထပ်ပြီးတော့ပေးထားခဲ့တဲ့အင်္ဂါဗုဒ္ဓဦး2ရက်တွင်းမှာလာဦးလာမဒါလက်ဆောင်ပေးထားခဲ့တဲ့ပတ်တီး10ပတ်တီး10ပတ်တီးနဲ့လို့85ဆိုတဲ့ main quest နဲ့လေအောင်မြင်ခဲ့တယ်ဒါပြင်ကိုမှရှေ့ပြီးတော့ကြိုဝင်ထားတဲ့လူသစ်တွေရောလူဟောင်းတွေရောအားလုံးမကျွန်တော်ပေးထားခဲ့တယ်ကျလာပြီးတော့2ရက်တွင်းမှာလာဦးလာမဆိုတဲ့ formula ပတ်တီး3ညပတ်တီးနဲ့တစ်ဆက်ဆိုတဲ့ကဏ္ဍကိုလည်းအဆင်ပြေခဲ့တယ်เนาะဒီဘက်မှာလည်းဒါဂူရီယာလာပြီးတော့ဝင်ထားမယ်ဆိုတဲ့လူသစ်တွေအချုံတိုင်းလိုဝင်နေဆိုတဲ့အကူတွေမှဂူရီလာပြီးတော့ဝင်ထားမယ်ဆိုရင်ကျွန်တော်ဗာပေးမလဲဆိုရင်ကိုဒီမှရအောင်မယ်တင်းလာအင်္ဂါဗုဒ္ဓဦးမကျော်3ရက်အတွင်းเนาะ3ရက်နဲ့ပြောတာတင်းလာအင်္ဂါမှာလားတင်းလာအင်္ဂါမှာလုံးဝအကြများနေကြဖြစ်တဲ့တာဝန်ယူမှုတာဝန်ခံမှုနဲ့ပေးမယ်ဇာရိုးပတ်ဒီဇာရိုးမေကနန်ကိုရမယ်เนาะကဲလိုချင်တယ်အရှုံးများနေတယ်ရင်တစ်ပတ်ကလည်းကိုကဒါတန်းတန်းမှုရှိတဲ့ကနန်ကိုစော်ပြီးတော့ရှုံးနေပါတယ်မောင်လေးကြီးဒါဒီအပတ်မှာတော့3ရက်အတွင်းလို့ဆိုတာပြောတာ2ရက်အတွင်းမှာတရားရတဲ့ကနန်လေးကိုစော်ခြင်းနဲ့ဒါ2ရက်အတွင်းမှာအားလုံးပဲငွေထုတ်နေတယ်ဆိုတဲ့အမျိုးတွေကလာရောက်ပြီးတော့ဝင်ထားလို့ရပါပြီအခုရလာပြီးတော့ဝင်ထားမယ်ဆိုရင်ကျွန်တော်တို့ကမာကြီးအားလုံးပဲဒါကျွန်တော်ရဲ့ဖုန်းနံပါတ်လေးပြီးရင်ပြောပေးမယ်ကံတာကြီးကကျွန်တော်တို့ကမာပုံမှန်တိုင်း1000ကျပ်ပဲเนาะ1000ကျပ်ကျွန်တော်တို့ကမာပုံမှန်1000ကျပ်ပဲ1000ကျပ်နဲ့ဒီတက်မကတန်းအောင်လုပ်ပြီးနေကျွန်တော်ရဲ့အကူတွေမာတွေအတီးဆုံးအဖုံးဝင်တဲ့ကိုတွေမာတွေပြောစရာမရှိတော့အောင်အဆင်ပြေလိမ့်မယ်အရင်တစ်ပတ်ကလည်းဇာရိုးပတ်တီရဖွင့်နေမနဲ့လက်ဆောင်ပတ်တီလက်ဆောင်မွေးဘက်ကလည်းအင်္ဂါချင်းတွေထပ်မံပြီးတော့ပေးတဲ့ formula ပတ်တီ formula မွေးဘက်ကလည်းတောက်ကြနေရမနက်မှာokay အားလုံးပဲเนาะဒါဒီဘက်မှာလည်းဝင်နေဆိုတဲ့မျိုးတွေကကျွန်တော်ရဲ့ဒါဖုန်းနံပါတ်เนาะကိုတခါလေးခေါ်ပေးမယ်လိုက်ပြီးတော့မှတ်เนาะကဲကျွန်တော်ရဲ့ဖုန်းနံပါတ်39လိုက်ပြီးတော့မှတ်ပေးပါအပန်းမကြည့်ရင် comment လေးမှတ်ပေးပါ3เนาะ885 456 221ဒီကျွန်တော်ကင်ဆောင်တဲ့ဖုန်းနံပါတ် Viber လည်းရှိသလိုဖုန်းလည်းခေါ်လို့ရပါတယ် Viber မသုံးပါဘူးမလုပ်တတ်ပါဘူးဆိုတော့ကျွန်တော်ရဲ့အမျိုးတွေအားလုံးပဲလူသက်ကိုတွေမှာကျွန်တော်ရဲ့ဒါဖုန်းနံပါတ်ကိုတိုက်ရိုက်ခေါ်ပြီးတော့ကန်ဆယ်လို့ရပါတယ်ကန်ဆယ်ချက်ကျွန်တော်ရဲ့ကိုမာတွေပုံမှန်တိုင်း1000ပါပဲเนาะဒီတောင်းချင်းနဲ့လုံးဝ share လုံးဝအဆင်ပြေအောင်ကျွန်တော်ကြိုးစားပေးပါတယ်ကျွန်တော်ရဲ့ကိုမာတွေအတီးဆုံးပဲဖြစ်မှာပါเนาะကဲအမှန်တကယ်အားပေးတော့လက်မလေးရောနှိပ်ဖို့မမီးနဲ့လက်မလေးရောနှိပ်ပေးခဲ့ကဲကျွန်တော်ရဲ့အမျိုးတွေအားလုံးပဲเนาะအထူး share နှစ်ကွက်ကိုပြောသားပေးမယ်เนาะအထူး share နှစ်ကွက်ကိုပြောသားပေးမယ်အထူး main or တင်ကွက်နှစ်ကွက်ဒီ90နဲ့9နှစ်ဖြစ်တယ်เนาะကဲ90နဲ့9နှစ်ဒီအထူး main or လေးရွှေကွက်နှစ်ကွက်ပါလိုက်ပြီးကျွန်တော်ရဲ့ကိုမာတွေမှတ်ပေးပါအပန်းမကြည့်ရင် comment လေးမှာမှတ်ပေးပါကျွန်တော်ရဲ့ဗီဒီယိုမှာလေးကိုလည်းနားပါတော့မယ်ကျွန်တော်ရဲ့ဒါဖုန်းနံပါတ်ကိုမမှတ်မိဘူးဆိုတဲ့လူသက်မိတ်ဆွေအမျိုးတွေအားလုံးပဲကျွန်တော်ရဲ့ဒါဖုန်းနံပါတ်က comment လေးမှာထပ်မံပြီးရေးချပြီးသွားမယ် comment လေးမှာကြည့်ပေးလူအောင်မိတ်ဆွေကမှတော်သေးရမရှိကျွန်တော်ရဲ့ဒါဖုန်းနံပါတ်ကိုသိနေလိမ့်မယ်เนาะကြည့်အောင်မယ်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုမမှတ်မိဘူးဆိုတဲ့လူသက်တွေအားလုံးပဲဖုန်းနံပါတ်လေး comment ထဲမှာကြည့်ပေးเนาะကြည့်အောင်မယ်ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲအထူးရှယ်မိတ်နှစ်ကွက်69နှစ်ကျွန်တော်ရဲ့ဗီဒီယိုမှာလေးနားပါတော့မယ်ကျွန်တော်ရဲ့လာရှိုးဗီဒီယိုမှာလေးကိုသာလုံးရှိပဲကျွန်တော်ရဲ့ချစ်မိတ်ဆွေအကိုရီမားတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြီးတော့နိုင်ရပါစေလူငယ်မလေးပြေးဝနိုင်ရပါစေအားလုံးပဲမင်္ဂလာရှိတဲ့စကားမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုထာဝရကိုစီပန်နိုင်ရပါစေလို့ကျွန်တော်တို့ကြိုသူပေါင်းမှာဆုမွန်တောင်းပေးလိုက်ပါတယ်ကြအားလုံးပဲကိုလာပါအားလုံးပဲကြံအောင်ကြပါစေကျွန်တော်ရဲ့ကိုယ်မှာကန်လို့ကြိုးပေးကြပါစေเนาะဒီတလားနေ့နေကုန်းမှာလည်းမနက်သေးမှဆင်ပြေခြင်းနေ့စီမှာ okay အောင်ကြိုးစားပေးသွားမယ်အားလုံးပဲဘိုင်ဘိုင်